Hello, Christian channel ကိုကြည့်လိုက်ပါတယ်ဒီနေ့မှာ Christian ပေါ့နော်ဒီ broadcast ဆော့နေတယ်တခုခုသတိထားမိရပေါ့နော်အဲ့ဒါလုံးဝကိုမတော်တဲ့နေရာပဲဖြစ်ပါတယ်အရင်ကြောက်တဲ့သူကြီးရပေါ့နော်မတော်တဲ့နေရာပေါ့နော်ရမယ်ဒီတော့ဒီတဲနေရာတော့လုံးနေပြီးတော့ပြမယ်ပေါ့နော်ဒီနိုင်တဲ့ခါကျရင်တွေးကြဒါတွေးကြမယ်လို့ဆိုနေဒါကြီးအဲ့နောက်ကိုစတော့ကြတယ်ဘယ်ဘက်ကိုတွေ့လဲဘာနေရာကြီးလဲတော့မသိကြောက်ကိုစကြောက်လို့ပေါ့နော်အဲ့ညမှာတော့ရေးလို့ပြန်ထွက်လာတယ်ပြန်ထွက်လို့မရဘူးဆိုတော့ကိုယ်စမြက်နေတယ်